လက်ကောင်းစီဖို့အတွက်ပတ်စံအိတ်ကိုနီးလန်းမှန်ကန်စွာအသုံးပြုနီ။တင်းရဲ့ငွေကြေးကံကောင်းမကောင်းဟာတင်းပတ်စံအိတ်ကိုဘလို့အသုံးပြုလဲဆိုတဲ့အပေါ်မှာမူတည်နေရဆိုရင်ယုံနိုင်မလား။တချို့ကိစ္စတွေကယုံဖို့ခက်ပေမဲ့တကယ်တမ်းမှာအကျိုးသက်ရောက်မှုရှိနေတတ်တာကိုတော့ညင်းဆိုလို့မရပါဘူး။ဒီတော့ငွေကြေးကံကောင်းမှုတင်းပတ်စံအိတ်ကိုအသုံးပြုတဲ့အခါမလုံတဲ့အချက်နဲ့လုံတဲ့အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။နံပါတ်1ပေါချအတုအစတွေပတ်စံအိတ်ထဲကိုမထည့်ထားပါနဲ့။ဈေးဝယ်ပြီးနောက်ရလာတဲ့ပေါချတွေဖြတ်ပိုင်းအတုအစတွေဆာရက်ခောက်တွေကိုပတ်စံအိတ်ထဲထည့်သိမ်းထားတာမျိုးကလက်တိတ်စေပါတယ်။ဒါကြောင့်အဲ့ဒါတွေကိုပတ်စံအိတ်ထဲထည့်မထားမိဖို့သတိပြုပါ။တိကျရှင်းလင်းပါ။နံပါတ်2ပတ်စံတွေကိုစနစ်တကျစီပါ။ပတ်စံအိတ်ထဲပတ်စံတွေထည့်တဲ့အခါလုံးထွေးပြီးထည့်ထားတာမျိုးတွန့်ကျင်နေတာမျိုးတွေမဖြစ်စေပါနဲ့။ပတ်စံတွေကိုပြန့်နေအောင်ထားပြီးစနစ်တကျထည့်ပါကိုသုံးတဲ့ပတ်စံကိုလည်းလေးစားမှုရှိဖို့လိုပါတယ်ဒါမှကိုယ့်လက်ထဲမှာငွေမြဲပါလိမ့်မယ်နံပါတ်3ပတ်စံအိတ်ကိုကျမ်းပြင်ပေါ်မှာပစ်ထားတာမျိုးမလုပ်ပါနဲ့ပတ်စံအိတ်ကိုကျမ်းပြင်ပေါ်မှာပစ်ချထားတာမျိုးတွေ့တဲ့နေရာမှာတင်ထားတာမျိုးတွေမလုပ်သင့်ပါဘူးပတ်စံအိတ်ထားဖို့နေရာလေးတစ်ခုတသက်မှတ်မှတ်ရှိတဲ့ပြီးစနစ်တကျထားသင့်ပါတယ်နံပါတ်4ပတ်စံအိတ်အတွက်ရွေးချယ်တဲ့အကြောင်းများပတ်စံအိတ်ရဲ့အကြောင်းကလည်းလက်ပွင့်ခြင်းလက်တိတ်ခြင်းကိုဖြစ်စေပါတယ်ပတ်စံအိတ်အနက်ရောင်အညိုရောင်နဲ့အစိမ်းရောင်တို့ကလက်ပွင့်စေပြီးအပြရောင်ကိုရှောင်သင့်ပါတယ်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်